အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မာခရီယိုပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပတ်ကြည်မိုဘိုင်းဆော့ပါပေါ့နော်ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်အဲ့မှာကျွန်တော်ဘယ်ဆင်းရလဲမသိဘူးပေါ့နော်အမှကျွန်တော် line နေတော်လေးကြာပါတယ်ပြီးတော့မှဆင်းတဲ့ clip ထွက်လာတယ်မထောက်ပြီးတော့အဲ့မှာကျွန်တော်ကတော့ရိုးကွန်ဒိုဆိုလားပါဆိုလဲအဲ့ကိုဆင်းမိုးပဲလုပ်လိုက်တော့မဆင်းအစားတော့ကျွန်တော်စကူးဆင်းမလို့စကူးမှာဖောတွေရှိရတဲ့ကျွန်တော်မဆင်းမဲနဲ့နေတော့တာပေါ့နော်ဘလို့ခေါ်လဲမသိဘူးအဲ့ရောပေါ့နော်ပြီးတော့အမှလိုင်းကကြာကျင်လို့ဖြစ်သွားသေးတယ်လေးထီကတော့တိတ်ကြီးမစင်းတတ်သေးဘူးဆင်းတော့ဗျာကြည်ုံခေါင်မိုးပေါ်ရောက်သွားတယ်တဲ့ဒါပေမဲ့ခေါင်မိုးပေါ်ဆိုလေဆင်းမှာခေါင်မိုးပေါ်ကနေပြီးတော့အမှလေးထီကဟိုဘက်သွားတော့မလို့ဒီဘက်သွားတော့လည်းဘာမှလုပ်လို့မရတော့အဲ့ချိန်မှာဆင်းပြီးတော့ပစ္စည်းကောက်အမှတက်တာလည်းလုံးဝတက်လို့မရအောင်အမှကြည်တွေရတယ်အဲ့ကျွန်တော် short ကမကင်တက်ဘူးနော်အဲ့တော့တချမ်းတနက်တွေလိုက်ရှာအမှကြီးကားလည်းတွေ့လွိကတော့မယူတော့ဘူးနော်မတနက်လေးလိုက်တယ်တနက်လေးပြီးတော့ကြီးစိမ်းယူလိုက်တယ်ပေါ့နော်ပြီးတော့ပေါ်ထက်တက်ပဲပေါ်ထက်မှာတိတ်ပြီးတော့ပစ္စည်းရမရှိဘူးအဲ့တနက်ကြီးကဘာမှလည်းမသိကျွန်တော်ထားခဲ့နိုင်ပြီးတော့မှမှန်ဘလူးလေးတွေ့မှန်ဘလူးကောက်တာလုံးဝကောက်လို့မရအောင်ပြီးတော့မှပြီးတော့လူတွေလည်းစုံပြီးဆိုတော့ကျွန်တော်လည်းလွှတ်ပြစရာရှိရလေးလွှတ်ပြအမှဘလို့လွှတ်ပြအောင်လည်းမသိဘူးအမိုင်ပုံနဲ့ထည့်လည်းမရလို့ draw or ပဲခင်းလိုက်တော့တယ်မမြလိုင်းကကောင်းရဲ့သားနဲ့ဘာဖြစ်နေမှလည်းမသိဘူးအဲ့လိုတွေဖြစ်နေတာပြောတတ်တော့ပြမကျွန်တော်လည်းဆင်းဆရာကြီးလို့ပါလို့နဲ့ခုံဆင်းတကားဖွင့်လို့မရဘူးပြီးအနောက်ကိုသွားအဲ့ဒီကိုဘာဝင်လို့မှန်းလည်းမသိဘာမှလည်းမရှိနေနဲ့အဲ့မှာလုံးဝဖွင့်လို့မရဘူးဗျာပြီးတော့မှဖွင့်ပြီးတော့လွယ်ကြီးပဲရှိလွယ်ကမယူတော့ဆိုပြန်ထွက်လာတယ်ပြေးတယ်အိမ်ထဲဝင်တယ်ဘလို့ဝင်သွားမှလည်းမသိဓာတ်တွေဓာတ်မလို့တော့ဆိုပြီးပြီးတော့မှဒူးလေးတွေ့ဒူးလေးကတော့မကင်တက်လို့ပေါ့နော်ထားခဲ့လိုက်တယ်ပြီးပြန်ထွက်လာပြီးတော့ရှေ့မှာကားလေးများပါလေးများတွေ့မလားစိတ်သွားပါတော့မတ်ထောက်တယ်ပေါ့နော်တော့လက်တဲ့ကိုသွားပြီပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဆုံးကျင်းနိုင်တယ်ဒါမှမဟုတ်ကျွန်တော်သွားနေတဲ့သွားတယ်အဲ့အုတ်နေရင်းကဘာလို့ကားထားမှလည်းမသိတော့စိတ်ညစ်တယ်အဲ့အုတ်နေရင်းကကျွန်တော်ကားလိုနေရပါတော့အမှကျွန်တော်လိုက်ရှာနေနဲ့အမှကားတွေ့တယ်ပြီးတော့ကားစီးပြီးတော့သွားပါပေါ့နော်အမှလိုင်းရပဲထင်နေရကျွန်တော်ပဲနှေးနေရတာမသိဘူးတော်တော်လေးကိုထစ်တယ်ပေါ့နော်ကားလေးရပြီဆိုကားပေါ်တက်တယ်မခလုတ်ကပြောင်းနေပြီပြီးတော့ကားပေါ်ရောက်သွားပြီးတော့ခုနကကျွန်တော် point ထောက်ထားတဲ့နေရာလေးကိုသွားမှာပေါ့နော်အမအနမီတွေဘာများရှိလားဆိုရင်လည်းကြည့်ရသေးတယ်ငါတကောင်မှမကြေးထားသေးဘူးပတ်ဝန်းကျင်လုံခြုံပြီဆိုရင်တော့သွားပြီပေါ့နော်ကျွန်တော် speed post နဲ့သွားတယ်အမကားမှောက်တော့မလို့ကျွန်တော်ကိုဖလက်လို့လှုပ်ကြည့်ရပါတော့ကားမှောက်တော့မှတောင်ကုန်းကနေဆင်းတဲ့အချိန်မှာ
မီဒီယာလည်းတလဟောထွက်နေအရင်မြန်လို့ပေါ့အမှနောက်တစ်ခါလေးပေါ်တက်နောက်တစ်ခါလေးပေါ်ထပ်တက်တော့ကျွန်တော်ကိုယ်လိုက်တဲ့အချိန်မှာမှောက်တော့မလို့ပဲဒါပေမဲ့ပြန်လဲသွားတယ်ဒါပေမဲ့ကျွန်တော်ကတော့မောင်းတက်တယ်ဆိုနေသိရမလားကျွန်တော် point ထောက်ထားနေရအောင်ဒီဘက်ကနေပတ်သွားရပါတော့အိမ်အနေနဲ့တိုက်နေမှာဆိုလို့သွားနေရှိမှလေကွင်းတွေ့ပြီးတော့ဒါဒိုင်နိုဆော event ပဲဆိုရင်ဟုတ်တယ်ဆိုရင်အစားကကျွန်တော်အဲ့မတ်မှာပေါ့နော်အဲ့အကွက်လေးကိုဒိုင်နိုဆော event ရှိရနေအစားမသိဘူးအဲ့ကြမှာသိတယ်မလိုင်းရထစ်သေးတယ်ပြန်တက်မိပါပြီးတော့ event တွေကိုသွားမယ် enemy ဘိုင်းနဲ့ဆိုလို့ချင်းထွက်ပြေးလို့ရပါတော့ကားလေးအဲ့နားမှာရက်လိုက်ရက်လေးရက်ပြီးတော့မှဒိုင်နိုဆောလိုပါလို့နဲ့ပြန်နေအောင်ကျွန်တော်ပြစ်တယ်ပြစ်တာတော့မထိပါဘူးလေပေါ်ကနေပြန်နေရဆိုပြီးတော့ကုန်းပေါ်ကဒိုင်နိုဆောကိုပြစ်ဖို့ပဲလှုပ်လိုက်တော့ရပေါ့နော်ကုန်းပေါ်ကဒိုင်နိုဆောကတော့ဒါစီးလို့လည်းရရဆိုကျွန်တော်တစ်ခါမှပြစ်ဘူးတော့သွေးတိုင်းပေါ်လာမှကျွန်တော်တီးရပါတီးတော့ကျွန်တော်ရှိရောက်လာပြီးမှလက်သေးနဲ့ကုတ်ပလိုက်နောက်ချက်ထပ်ကုတ်တယ်အချိန်မှကျွန်တော်ကလည်းဘယ်ရလဲတီးရအောင်နောက်ဆုံးရင်နဲ့အဲ့မှာကြီးကကုံဝမ်းတော့ကြီးဖြည့်သေးအဲ့မှာ तू ကကျွန်တော်ကိုလာပြီးတော့ဖင်ကိုနှိုက်သွားကျွန်တော်ကလည်းနော့ပေးလိုက်တယ်ပြီးတော့မှ तू ရှော့သွားပြီးတော့ကြည့်လိုက်တော့ तू မှာသွေးဖြည့်ရဲ့ဟာကျွန်တော်ပေးထားရပါတော့အေးရကျွန်တော်အနောက်ကနေပြဖင်နှိုက်နေကျွန်တော်လည်းနော့ပေးလိုက်တယ်နော့ပေးလိုက်တော့မှကုန်းသွားပြီးတော့ဟိုဘက်ထဲဝင်သွားပါတယ်လို့ကျွန်တော်လိုက်ပြီးတော့နော့ပေးလိုက်တယ်ရှော့ပါပြီးတော့ကျွန်တော် loop တွေပါကောက်AKN လေးတွေ့လို့ AKN လေးပါမှားလာကြည်တွေရောယူလာရောနော်ကျန်တာတော့မယူတော့ဘူးဒါပြီးတော့ခုနကကျွန်တော်နော့ထားတဲ့ဒိုင်နိုဆောရှိပြန်သွားတယ်ပေါ့နော်အဲ့နာသွားပြီးတော့ तू ကဘလို့ဖြစ်နေလဲအယောင်ဆုံးလင်းနေပါတော့ပြီးတော့ तू ကို tree way လိုက်တာပေါ့နော် tree way လို့ခေါ်တာတက်သွားကျွန်တော်သွေးဖြည့်ပဲပေါ့နော်ကြီးသွေးအိတ်လေးတောက်လိုက်ပြီးတော့ဘယ်ကကောင်းလဲမသိဘူးဗျာကျွန်တော်ရှိရောက်ကျွန်တော်လည်းဘာမှမလုပ်တော့စိသွေးဖြည့်ကြည်ရတော့ကြည်လေးပါဖြည့်လိုက်သေးရပေါ့နော်ပြင်အေးထပ်တောက်တယ်ဒီအေးရကြတော့ကျွန်တော် energy ပြည့်တယ်ပေါ့နော်အေးလဲတောက်ပြီးတော့ဒီကကြည်ပြားလေးပေါ့နော်ကြည်ပြားကျွန်တော်ဘာလို့လဲမသိလို့ထားခဲ့လိုက်တယ်ပြီးတော့အေးထပ်တောက်တယ်လဲပြီးတော့ဒိုင်နိုဆောပေါ်တက်ဖို့ကကြည်နဲ့ကိုယ်နဲ့တူလားတော့ဟိုဘက်ကနေတက်ဖို့ပဲလုပ်တော့ပြီးတော့တက်သွားတော့ဒိုင်နိုဆောတစ်ခါမှမစီးဘူးသေးဘူးနော်အခုတစ်ခါပဲစီးဘူးอ่ะဆိုတော့ကျွန်တော်တိတ်တော့မစီးတတ်သေးဘူးပြီးတော့ကားရီလိုမျိုး speed နဲ့သွားဟာလည်းမပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တောင်ထိပ်ကိုသွားမယ်ဆိုရင်တောင်ထိပ်ကိုသွားတောင်ထိပ်ကနေလှမ်းဆော်လို့ရတယ်ပေါ့နော် enemy တွေအချိန်မှ line တွေကကြာနေတောင်ထိပ်ပေါ်တက်သွားကျွန်တော်တိချာကြည့်မိတာကျွန်တော်တို့ကကုန်းကုန်းကြီးနဲ့စီးနေရတာတိချာကြည့်ကားဆိုလို့ချင်းဒီတိုင်းတက်တဲ့လေးပေါ့နော်အဲ့ဒိုင်နိုဆောကြောင့်အဲ့လိုကိုကိုကြီးနဲ့စီးနေရညာမှာတောင်ပေါ်ရောက်ခန်းဒီမှာသွားတစ်နေသေးအဲ့မှာကျွန်တော်ကဘေးပတ်လေးကို꿰ပေးလိုက်လိုင်းကကျပြီးတော့အဲ့နေရာပြန်ရောက်သွားတောင်ထိပ်လေးရောက်ဒိုင်နိုဆောပေါ်ကဆင်းပြီးတော့ဟိုကြည့်ဒီကြည့်ဟိုကြည့်ဒီကြည့်ဆိုကြည့်ကုန်းလိုက်ထလိုက်ကုန်းလိုက်ပြင်ချိန်လိုက်enemy တော့မရှိပါဘူးကျွန်တော်ရှောက်ပြီးချိန်နေရပါတော့အဲ့ချိန်မှာဟိုဘက်က enemy များရှိလားဆိုကြည့်နေနဲ့ကျွန်တော် AKN ထုတ်လိုက်တာကျွန်တော် scope မတက်ထားဘူးပေါ့နော်ကျွန်တော် AKN ပဲကင်တက်တာဆိုတော့ scope ကြီးနဲ့မှကင်တက်တာပေါ့နော်အဲ့တော့ scope ကိုပြောင်းတက်လိုက်တယ် okay မလိုတာလွှတ်ပစ်လိုက်တယ်ပေါ့နော်အဲ့ကြီးရပါမှလည်းမသိကျွန်တော်မသုံးတတ်ဘူးเนาะကျွန်တော်ကြီးရတိတ်မခွဲတတ်ဘူးပြစ်တာပြည့်နေကြော်ညာဝင်လာကြော်ညာမစိတ်ဝင်လာမစိတ်ဖယ်လိုက်တယ်မှာ
ဆရာကြီးလိုပါလို့နဲ့ဖင်လေးကုန်းပြီးတော့သွားပြီးတော့အောက်မှာတကောင်ရှိလားဆိုကြည်နေဆရာကြီးလိုဟိုချိန်ဒီချိန်ပေါ့ဗျာသိရမလားဟိုချိန်ဒီချိန်ဟိုချိန်မတစ်ချက်လောက်ပြစ်တယ်ဘာမှတော့မရှိဘူးเนาะကျွန်တော်လက်ကိုစမ်းကြည့်ရအောင်เนาะအဲ့ရောက်လာတယ်ကျွန်တော်ဒီဘက်မှာကြည့်ရကျွန်တော်ဒီစုံလေကိုရောက်နေအောင်เนาะခုမှကြည့်မိရင်ကျွန်တော်တောင်ထိပ်ရဲ့ဒီစုံနာကိုရောက်နေအောင်ခုမှသိတယ်ပေါ့เนาะကျွန်တော်ဒီဘက်ဒိုင်နိုဆောဘက်လေးကိုလာပြီးမှလိုင်းကျနေတယ်လိုင်းကျအောင်လေဥပွေးလေးနှိပ်ပြီးတော့ခဏလောက်စောင့်နေအလိုင်းကတော်ကြတယ်ဗျာတော့စိတ်ညစ်တယ်အခုနောက်ကနေရာပြန်ရောက်သွားတာပေါ့နော်တကယ်တော့ဒီမှာလိုင်းကောင်းနေပေါ့နော်ကျွန်တော်ဒီပတ်ကြည့်မှာလိုင်းမကောင်းဆိုပဲပြနေရကျွန်တော်လည်းဟိုချိန်ဒီချိန်ဟိုချိန်စဲအမှာအဲ့တော့ဘိုးကြီးတွေ့ရပေါ့နော်ကျွန်တော်လည်းဆင်းမကောက်ချင်တော့ဒီနားကပဲ enemy ကိုတီးတော့မယ်ဆိုပြီးဟိုကြည့်ဒီကြည့်ဟိုကြည့်ပေါ့ဗျာတည်မလားတိတ်မစော့တက်သေးဆိုအဲ့မှာကျွန်တော်ဒီအောက်နားလေးကိုဆင်းသွားတာအဲ့မှာ enemy တကောင်ပေါ့နော်ကျွန်တော်ခြေတန်းကြားတယ်ကျွန်တော်ဒီနားလေးကိုကတ်ပြီးတော့မှောက်လိုက်ကျွန်တော်ဘယ်ကိုပစ်တာလဲဆိုရင်ထားလိုက်ပေါ့နော်ထားပြီးတော့အဲ့နားမှာ enemy တကောင်ရှိရဲဆိုတော့ကျွန်တော်သိသွားလဲတီဝဒီနာကနေကုန်းပြီးတော့မလာလုံးဝပြစ်လို့မရအောင်အဲ့နားမှာကြောက်ခဲနဲ့ခံတယ်သူကပြန်ဝင်သွားတော့ကျွန်တော်တနေ့ချင်းဖွဲ့လို့ရမယ်ဆိုရင်ကျွန်တော်ခုံပြရပါတော့ခုံပြတာသူကမတွေ့ဘူးကျွန်တော်ပဲပြင်အမှခုံပြတယ်သူကပြန်မခုံပြတော့ကျွန်တော်လည်းသူရှော့ပြီးလိုက်တယ်ပေါ့နော်ကဲပါသူပစ္စည်းထဲမှာဒီလွှဲတော့ပါပေါ့နော်အဲ့လွယ်လေးရဲ့ကြီးလေးရဲ့ရှူလိုက်တယ်ပြအဲ့နားမှာကျွန်တော်မြင်းနဲ့တက်လာတဲ့ကောင်တွေ့ရပေါ့နော်ကျွန်တော်လည်းလှမ်းတီးမလို့ပဲသူအဲ့တော့ပုံနားမှာကျွန်တော်ဒီဘက်ကိုလာပြီးတော့သူ့လှမ်းတီးဖို့လုပ်တာပေါ့နော်အဲ့နားမှာမြင်းနဲ့တက်လာအဲ့တော့ပုံနားမှာပေါ့နော်မြင်းနဲ့တက်လာကျွန်တော်ဟိုဘက်ကိုသွားပြီးတော့ဆိုသွားရှော့ဘူးပေါ့နော်ကျွန်တော်အပေါ်ပြန်တက်သွားတယ်ပြန်တော့အမတက်နေသေးရဲ့ဗျာအပေါ်ရောက်သွားတောင်ထိပ်ကိုပြန်တက်သူဘယ်ရောက်သွားမှန်းလည်းမသိဘူးမြင်းနေကျွန်တော်ခြေတန်းတော့ကြားတယ်ပေါ့နော်သူဘယ်ရောက်သွားမှန်းလည်းမသိဘူးရှောက်ကြည့်နေကျွန်တော်မြင်းနဲ့တွေ့ရပါတော့။ကျွန်တော်ကြည့်ဗျာကျွန်တော်ရှော့သွားတယ်တဲ့။ကျေးဇူးတင်ပါတယ်လို့